Hello ကျွန်တော်ပြောချင်တာကတော့ Macentric ကကျွန်တော်တို့ passport နဲ့လုပ်ပြီးတော့အဲ့ဒါကိုဒွေးနှောင်းပေးအောင်ဆိုရင်ဘယ်လိုလုပ်မလဲပေါ့နော်ဒါကိုကျွန်တော်တို့ passport နဲ့ဆိုရင်ကျွန်တော်တို့ပိုက်ဆံမလေးငွေနဲ့တောင်းထည့်လို့ရတယ်ဒါပြီးဒွေးနှောင်းလည်းပေါ်တယ်မနော် scan ပေးမယ်လည်းရတယ်အခုကျွန်တော်တို့ဒီမှာကျွန်တော်တို့ wall ကိုဒီလိုဖွင့်လိုက်လို့ရှိရင်ဒီမှာဒီလိုပေါ်လာလိမ့်မယ်ဒီမှာကျွန်တော်လူကောင်းပုံပေါ့နော် menu အဲ့ဒါကိုနေဒီတိုင်းပေါ်လာလိမ့်မယ်နောက်ပြီးကျွန်တော်တို့ဒီကနေ general setting ကိုဝင်မယ်ပေါ့နော် general setting wallet setting ဒီမှာ wallet setting ကိုဝင်လိုက်တာနဲ့ဒီမှာကျွန်တော်တို့ drain out setting ကိုမစခင်မှာဒီမှာတော့ upgrade 20k တဲ့ဒီကောင်ကျွန်တော်တို့ 20k မှာဖြစ်သေးဘူးဆိုတခါတလေသူက 20k တခါတည်းတားမရဘူးပေါ့နော်အဲ့ဒါကို 20k ရအောင်ကျွန်တော်တို့အရင်လုပ်ရမှာဖြစ်ပါတယ်ဒီ 20k ရအောင်ကျွန်တော်တို့မှာနေလိုက်လို့ရှိရင်ဒီမှာသူကဒီတိုင်းပေါ်လာလိမ့်မယ် for piece အဲ့ကိုပေါ်လာရင်ကျွန်တော်တို့များလေးကိုနှိမ့်မယ်ပေါ့နော်များလေးကိုနှိမ့်မယ်များလေးကိုနှိမ့်ပြီးဒီမှာ salary ကိုနှိမ့်မယ်ပေါ့နော် okay ဒီမှာ salary ကိုနှိမ့်ပေးရမယ်ဒီ salary ကိုနှိမ့်ပေးပြီးရင်ကျွန်တော်ပတ်စံပေးရတယ်ကျွန်တော်ပြီးချင်တာပေါ့နော်အမှ salary နှိမ့်ပေးလိုက်လို့စင်ဒီကဒေါင်းနာအနည်းရောက်ပေါ်လေးကအကွက်လေးကိုမှန်ချစ်ပေးပြီးကျွန်တော်တို့ continue နှိမ့်ပေးရမှာဖြစ်ပါတယ် okay ဒီမှာနှိမ့်ပြီးပြီဆိုရင်နှိမ့်ပြဒီမှာဒီတိုင်းပေါ်လာတယ် thank you လို့ပေါ်လာတယ်เนาะနောက်ပြီးတော့ကျွန်တော်တို့ပြန်ဝင်မယ်ပေါ့နော်ဒီကနေကျွန်တော်တို့ drain out setting ကိုပြန်ဝင်ရမှာဖြစ်ပါတယ် drain out setting ဒီမှာ drain out setting တော့8နေရဒီကဒီတူ8နေရကျွန်တော်တို့ no ပေးရမှာ enable ကိုအနီရောင်အောက်ကနေရောင်ကိုနှိပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါအနီဒီအောက်ကနေကိုနှိပ်ပေးလိုက်လို့ဆိုရင် okay ကျွန်တော်တို့မှာ yes လို့ရေးပေးရမှာနှိပ်ပေးရမှာဖြစ်ပါတယ်သူကည drain out ကိုသုံးမှလားဆိုတာတော့ပြောပြတာဖြစ်ပါတယ် okay ဒီမှာ thank you လို့ပြန်လုပ်ပြသွားတယ်နော်ဒီမှာအဲ့ဒါ okay ကိုပြန်နေ okay ကိုပြန်နေပြီးကျွန်တော်တို့သူက 20k ရတဲ့အကြောင်းကိုအတီးပြုတ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ drain out setting ကိုပြန်ဆက်လို့ရမှာဖြစ်ပါတယ်